ကဲကျွန်တော်တဲ့ပြည့်အားလုံးပဲမင်္ဂလာပါအားလုံးကိုပြန်လဲကြိုးလိုက်ပါတယ်ကျွန်တော် Kennedy ပါအဲ့တော့ဒီကျွန်တော်တဲ့အသင်းဟာဆိုရင်တော့ဖြစ်လူငယ်ကျေပွင့်ကသမားလေးဖြစ်သူအသက်19နှစ်အရွယ် Harry Amas ကိုသူ့အတွက်ကမ်းလှမ်းမှုတွေသာရရှိလာခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တဲ့အသင်းအနေနဲ့ကလက်ခံဆွေးနွေးသွားဖို့အတွက်လမ်းဖွင့်ထားတာဖြစ်ပြီးတော့မှအငှားစာချုပ်နဲ့စိတ်လွတ်မှာမဟုတ်ဘဲနဲ့သူ့ကိုပြောင်းရွှေ့ကြေးပေါင်6တန်းဝန်းကျင်နဲ့သာကမ်းလှမ်းလာမယ်ဆိုလို့ရှိရင်အပြည့်တက်ရောင်းချသွားဖို့အတွက်ကိုယ်ဒီအသင်းအနေနဲ့ကဆန္ဒရှိနေပါတယ်ဆိုပြီးတော့အသလက်တွေရဲ့ဖော်ပြချက်အရသိရပါတယ်လက်ရှိအချိန်မှာကဒီ Harry Amas ကိုချန်ပီယံရှစ်အသင်းတွေကခေါ်ယူဖို့အတွက်ချင်းကပ်မှုတွေရှိနေပြီမဲ့မကြာမီမှာကမ်းလှမ်းမှုတွေပြုလုပ်သွားဖို့အတွက်ပြင်ဆင်နေကြပါတယ်ဆိုပြီးတော့အသလက်တွေရဲ့ဖော်ပြချက်အရသိရပါတယ်ညီကိုတွေဘယ်လိုမြင်ရှိကြလဲအသက်19နှစ်အရွယ်ဒီပြီးခဲ့တဲ့ခြေစမ်းပွဲရိုစင်ဘော့နဲ့ပွဲစဉ်မှာဘိုးတွေလည်းသွင်းနိုင်ခဲ့တယ်ကျွန်တော်ဒီပွဲစဉ်ပြီးတော့တောင်းပါပဲလူရှိုးရဲ့နေရာမှာအရန်ခုံလေးမှာထားတင်ပြီးအတင်းကြီးနဲ့သူပါဝင်ခွင့်ရရှိမလားမသိဘူးလာမယ့်ရာသီမှာကိုရီးယားနဲ့အခုချိန်မှာဘယ်နောက်ခံလူရှာဖွေနေတဲ့အနေထားမှာကျွန်တော်တို့အားလုံးမျှော်လင့်ခဲ့ကြသေးရဲ့ပေါ့နော်တို့ရင်ပဲလို့အခုရောင်းချမှာကပေါင်6တန်းဝန်းကျင်နဲ့အသက်19နှစ်ညီတို့တခြားအသင်းကိုရောက်သွားကြည့်ဒီကလေးကတကယ်မျှော်လင့်လို့ရမယ်ကားသမားရဲ့မှာပါတယ်ကိုရီးယားအသင်းကဘယ်လိုဖြစ်လို့များဒီကလေးကိုရောင်းချဖို့အတွက်ဆုံးဖြတ်လဲဆိုတော့မသိဘူးပေါ့နော်ညီတို့ကဘယ်လိုမြင်နေရှိရကျွန်တော်ကဒီဟာကြီးကိုရောင်းမယ်ဆိုတဲ့ဥစ္စာကိုဟိုငှားချတာဆိုရင်တော့လက်ခံသိလို့ရတယ်ဗျာအပိတက်ရောင်းမာကြီးကတိတ်သဘောမကျဘူးတကယ်လို့အပိတက်ရောင်းမယ်ဆိုရင်လည်းဟို sell on close နောက်တစ်ချိန်မှာဒီဝယ်လိုက်တဲ့အသင်းကဂျာအသင်းကိုပြန်ရောင်းခဲ့ရင်ကိုရီအသင်းကအကျိုးမြတ်ဟို 10% တို့ 20% တို့ဒီလိုမျိုးတွေပြင်မလားခံစား권ပါဝင်မဲ့ sell on close တွေပါပိုင်တော့မစိုးလို့တော့မြင်မိဒါပေမဲ့ကျွန်တော်ကတော့မရောင်းသင့်ဘူးလို့မြင်တယ်ရှေ့ပိုင်းမှာဆိုလို့ရှိရင်ဒီ Everest တုံးကလည်းဒီလိုပဲကိုရီအသင်းရောင်းထုံးခဲ့တာပဲနောက်2နှစ်3နှစ်လောက်နေလို့ဒီကစားသမားခြေပေါ်ကြည့်ဒီဘိုးတို့ကျွန်တော်အသင်းနဲ့သတင်းပြန်ထွက်မှာဒီနေ့တဲ့အသင်းကဒီ Harry Amas ကိုပြန်ခေါ်ဖို့အတွက်စိတ်ဝင်စားနေပါတယ်ဟိုတစ်ဖက်တော့ဝယ်ယူသွားတဲ့အသင်းကပြောင်းရွှေ့ကြီးပေါင်သား80လောက်ရရင်ရောင်းမယ်ဆိုတဲ့သတင်းတွေပြန်ထွက်လာအခုချိန်မှာ Dortmund တို့ဒီဘယ်လိုပြောမလဲဒီ Sporting Lisbon အသင်းတို့ဒါဒီကလေးအနေနဲ့6တန်းလောက်နဲ့တကယ်ရောက်ရှိသွားမယ်ဆိုရင်ပေါ့နော်ကျွန်တော်အနေနဲ့ပြောပါပေါ့နောက်2နှစ်3နှစ်လောက်နေလို့ရှင်ဒီကိုစောင့်ကြည့်တန်း60တန်း80ဆိုတန်း80ဆိုအနည်းဆုံးဖြစ်လေလူရှိုးနဲ့ဆိုလို့ရှိရင်တော့မှလူရှိုးကတက်လက်မှသူ့ထက်အရက်ပို့ဒီအခု Harry Amas ကလူရှိုးထက်တက်လက်မှအရက်ရှိတယ်တို့ပြင်မယ်လို့ကစားပုံကစားအားကလူငယ်ပဲရှိတယ်ကျွန်တော်အများကြီးမျှော်လင့်လို့ရတယ်ဒါပေမဲ့အသင်းကတော့အပိတက်ရောင်းချဖို့အတွက်ဆုံးဖြတ်ထားပါတယ် Harry Amas ကိုပြီးခဲ့တဲ့ရာသီတုန်းကလည်းကျွန်တော်တို့တဲ့အသင်းကဒီ Sheffield အသင်းစီကိုအငှားထွက်ကစားစေခဲ့တာဖြစ်ပြီးတော့မှခြေစွမ်းကောင်းတွေလည်းပြသနိုင်ခဲ့တာဖြစ်ပေမဲ့လို့မမဖြစ်သူ Harry Amas အနေနဲ့ကတော့ဒီဇန်နဝါရီလမှာ Norwich အသင်းကိုထပ်မံအငှားပြောင်းရွှေ့ခဲ့တာဖြစ်ပြီးတော့မှဒါပေမဲ့လို့ကစားသမားအနေနဲ့ကံမကောင်းခဲ့ဘူး Norwich အသင်းကိုရောက်ရှိသွားတဲ့အခါမှာဒဏ်ရာရရှိခဲ့တာကြောင့်တို့ဆက်မကစားနိုင်တော့ဘဲနဲ့ကျွန်တော်တို့တဲ့အသင်းထံကိုပြန်လည်ရောက်ရှိလာခဲ့တာဖြစ်တယ်အခုဆိုလို့ရှိရင်ဒါဒီခြေတန်းပွဲစဉ်တွေမှာအသင်းကြီးနဲ့အတူပါခြေတန်းပွဲစဉ်ပါဝင်ခဲ့တယ်ပြီးခဲ့တဲ့ရိုစင်မော့နဲ့ပွဲစဉ်မှာလည်းကျွန်တော်တွေ့ခဲ့ရတယ်သူ့ရဲ့ခြေစဂိုးတွေပါသွင်းနိုင်ခဲ့တဲ့ခံစစ်တယောက်အနေနဲ့ကျွန်တော်ကတော့အသင်းမှာဆက်ပြီးထိန်းထားနေတယ်လို့မြင်နေတော့ကိုရီအသင်းတကယ်ရောင်းချသွားမယ်ဆိုတော့ကျွန်တော်ကဒါကြီးကတကယ်ကိုရီအသင်းမှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကိုဆုံးဖြတ်ချက်ချလိုက်ပြီလို့ပဲကျွန်တော်ကတော့မြင်မိတယ်အဲ့တော့ညီကိုတို့ကဒီကိုရီအသင်းက Harry Amas ကိုအပိတက်ရောင်းချမှာနဲ့ပတ်သက်ပြီးညီကိုတွေဘယ်လိုမြင်ရှိကြလဲကွန်မန့်မှာဝင်ရောက်ပြီးတော့ဆွေးနွေးပြသွားလို့ရပါတယ်အပေးသူတယောက်ချင်းတိုင်းကိုကျေးဇူးပိုင်းတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဗျာအသက်က19နှစ်ပဲရှိသေးတယ်ဗျာနှမျိုးကောင်းလိုက်တာ